ရုံးနေအောင်လက်စိုးမှာမိခင်တူတာသလုံးဝယ်ယူလိုက်တာနဲ့ချက်ချင်းငွေသား2သိန်းပြန်လည်ရရှိမယ်ဆိုတာတကယ်ကြီးလားတကယ်ကြီးပေါ့ရှင်လက်စိုး brand ရဲ့6နှစ်တာကာလခီးစဉ်တစ်လျှောက်အတူရှိပေးခဲ့တဲ့ Royal Customer တွေကိုကျေးဇူးထုတ်ပြန်တဲ့အနေနဲ့လက်စိုးမှာလူကြိုက်အများဆုံးဖြစ်တဲ့ Limited White Series လေးကိုဝယ်ယူလိုက်တာနဲ့ချက်ချင်းငွေသား2သိန်းကျပ်ပြန်လည်ရရှိမယ် cashback စီစဉ်ကြီးပဲဖြစ်ပါတယ်ရှင်။ဒါအပြင် Limited White Series လေးမှာပုံမှန်ပါဝင်နေကြဖြစ်တဲ့ Randy ကာလ3နှစ်တာအပြင်လက်စိုးရဲ့6နှစ်ပြည့်အမှတ်တရအနေနဲ့ extra run တွေဖြစ်နောက်ထပ်3နှစ်တိတိတောင်ထပ်ဆောင်ပေးမှာမို့လို့စုစုပေါင်း Randy ကာလ6နှစ်တိတိတောင်ခန်းစားခွင့်ရရှိသွားမှာပဲဖြစ်ပါတယ်ရှင်။ငွေသား2သိန်းတောင်ပြန်လည်ပေးမယ်Limited White Series လေးမှာဘယ်လိုအားသာချက်တွေရှိလဲဆိုရင်တော့ပထမဆုံးတစ်ချက်အနေနဲ့သူက small size မို့လို့နေရာမစားဘူးသေးတယ်ဆိုပေမဲ့ကိုယ်တယ်လေးချိန်ကလူတစ်ယောက်ရဲ့ weight တက်ပိုတဲ့ 68kg အောင်ရှိရမို့လို့အလွယ်တကူမှပြီးတည်သွားလို့လုံးဝမဖြစ်နိုင်ပါဘူးရှင်ဒါကြောင့်လုံခြုံရေးအတွက်တော့ရာနှုန်းပြည့်စိတ်ချရမယ့် series မျိုးပဲဖြစ်ပါတယ်ဒုတိယချက်ကတော့တော့ချက်စနစ်အခိုင်အမာဆုံးပဲเนาะငွေသားတွေအများကြီးသိမ်းကျင်သူတွေအတွက်ပုံမှန်ထက်ပိုတောင်တင်းပြီးတော့ဘယ်လိုပေါက်တွင်းမှုမျိုးကိုမဆိုအကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်ရှင်တတိယအချက်အနေနဲ့ဆိုရင် double layer lock system ပါဝင်တာပဲဖြစ်ပါတယ် key passcode fingerprint အပြင်ပိုပြီးစိတ်ချရအောင် passcode နဲ့ fingerprint နှစ်ခုလုံးတွဲသုံးမှာဖွင့်မဲ့စနစ်ကိုပါပေါင်းစပ်ထားတာဆိုတော့လုံခြုံရေးစနစ်ကိုလည်းကိုယ်စိတ်ကြိုက်မြင့်တင်ထားလို့ရပါတယ်ရှင်နောက်ဆုံးအချက်အနေနဲ့ကတော့သူ့ရဲ့ luxury sun နဲ့ minimalistic design ပါပဲရှင်တက်ရက်တဲ့အဖြူရောင်စစ်စစ်ဖြစ်တာမို့လို့ဘယ်ခန်းမှာတတ်လိုက်ဖန်နေမှာဖြစ်ပြီးတော့မိခင်တက်တာဆိုတာတက်အစင်းမြင့် unique art piece တစ်ခုကိုအိမ်မှာပြထားသလိုမျိုး luxury sun ခံစားရစေမယ် series လေးပါပဲရှင်။ဟောဒါနဲ့ cashback promotion ကြီးနဲ့စုစုပေါင်း Randy ကာလ6နှစ်တိတိတောင်ခံစားခွင့်ရမယ်အခွင့်အရေးကြီးကဇူလိုင်လတလထဲမှာပဲရရှိမှာဖြစ်ပါတယ်။ဒါအပြင်အလုံးရည်အတွက်လည်းနည်းငယ်ပဲကျန်တော့တာမို့လို့အမြန်ဆုံးလမ်းလာခဲ့ဖို့တော့လိုပါတယ်နော်။ဒါဆိုကိုယ့်ရဲ့မိသားစုအိမ်ငန်းဆိုင်ငန်းတွေနဲ့လုပ်ငန်းတွေကိုပိုပြီးလုံခြုံစိတ်ချရစေဖို့အများကြားမှာ unit ဖြစ်မဲ့ limited white series လေးကိုအခုပဲပိုင်ဆိုင်မှုအမှတ် 7A မိုးကောင်းဖျားလန်ရန်ကင်းမြို့နယ်မှာတည်ရှိတဲ့လက်ဆိုရှိုးရုံးကိုလမ်းလာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါရရှင်။